programmer က beginner တွေပါနားလည်လွယ်စေမယ် up to date ဖြစ်တဲ့ lesson တွေနဲ့တခြားလေးသင်ကြားနိုင်မယ့်အပြင်ဟိုမှာအဆင်ပြေ basic ဆိုနေလေးကြည့်သင်ကြားနိုင်မယ့်အပြင်ဟိုမှာသင်တန်းကြီးကလည်းတောင်းပန်နေတဲ့တစ်သက်လုံးကန့်တက်မရှိလေ့လာနိုင်မှာဆိုတော့တော့တော့အဆင်ပြေတယ် ဟာအင်္ဂလိပ်လိုပြောတဲ့မှာရေးသားရမှာဟုတ်လား I am singing I love you till the day that I fall. You can do it I can do it I can do it, you can do it. I'm 20 oh I love the way you kiss me. I like the way you kiss me. I can tell you miss me. I can tell it this. 这你又说的一个，人家都报门人烧表你们是？你家里了吧？哟，你妈几个人要这出来的吹牛不？俺那楼，俺那边楼木，哎我老拿你那喽，咋了？我姐， အခုကတော့ကိုပြောပြတယ် GIU ကအတိတ်ထက်မှဖွင့်လိုက်တဲ့ Trio program ဆိုတဲ့ဟာလေးနဲ့လေ့လာမှာဖြစ်ပါတယ် GIU ရဲ့ထုံးစံအတိုင်း program လေးက website learning system လေးဖြစ်တာဆိုတော့အချိန်မီရေးနေရာမီရေးတတောက်နဲ့လေ့လာလို့လည်းရပါတယ် programmer က beginner တွေပါနားလည်လွယ်စေမယ် up to date ဖြစ်တဲ့ lesson တွေနဲ့တခြားလေးသင်ကြားနိုင်မယ့်အပြင်ဟိုမှာ Trio programmer အင်္ဂလိပ်စကားကိုအသုံးလုံးမှန်နဲ့နီးစနစ်တကျပြောချင်သူတွေအတွက် grammar in you တအုပ်လုံးသင်ကြားပေးမယ့် grammar class ရက်60အတွင်းမှာကိုယ့်ရဲ့ vocabulary skill ကိုမြင့်တင်နေဆိုလို့ရှိရင်လေ60 day vocabulary ကန့်ဆိုပြီးတော့ရှိသေးရဲ့အပြင်ဟိုမှာစကားပြောပြီးတော့ပဲဦးစားပေးသင်ယူနေတဲ့သူတွေ phrasal verb in you textbook ကိုကြောယူပြီးသင်ကြားပေးသွားမယ် phrasal verb class ဆိုပြီးတော့သင်တန်းခွဲ3ခုလုံး Trio program တစ်ခုထဲမှာခုလိုလေ့လာနိုင်မှာဆိုတော့လောက်တောင်အဆင်ပြေ basic ဆိုနေလေးကြည့်သင်ကြားနိုင်မယ့်အပြင်ဟိုမှာသင်တန်းကြီးကလည်းတောင်းပန်နေတဲ့တစ်သက်လုံးကန့်တက်မရှိလေ့လာနိုင်မှာဆိုတော့လောက်တောင်အဆင်ပြေ website ကနေလေ့လာရတာဖြစ်တဲ့အတွက် laptop phone ipad tablet အကုန်လုံးနဲ့လေ့လာလို့ရပါတယ် Trio program မှာသုံးထားတဲ့ textbook တွေကလည်းတကယ်နာမည်ကြီးရောပဲတေချာလေးသုံးပြီးတော့သင်ပေးတာအခုဆိုလို့ရှိရင်လည်း programmer က 50% promotion ချနေတဲ့အပြင်ဟိုမှာ ebook ပါလက်ဆောင်ပေးဦးမှာတဲ့သင်တန်းသေးစိတ်ကိုတော့ GIU ရဲ့ဒီပင်းနဲ့ဒီကောက်မှာလေ့လာလို့ရပါတယ်ရှင်အားလုံးပဲတ